ဆိုလန်တူဘီကအပိုင်း63ဒီဘက်မှာတော့နားနေကမှအေးစေးနားယူပြီးနောက်လာမဲ့ပွဲစဉ်အတွက်တာမင်ဆွေးနွေးနေကြတဲ့ရော့တို့စီကိုဝိညာတယောက်ရောက်လာခဲ့ပြီးအောင်ထမ်းတဲ့သူမတို့တင်းသားလုံးကိုတက်ညာပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။တကယ်တော့လုံအောင်ချန်ကသူမရဲ့ခင်မွန်းလောက်ဖြစ်ပြီးမကြခင်မှာသူတို့တွေချစ်သူနှုတ်သားလက်ထက်ကြတော့မှဖြစ်တာမို့အောင်ချန်တစ်ခုခုဖြစ်သွားမှာကိုလုံးဝမလိုလားနေခဲ့တာပါ။သူတို့တွေပြောဆိုနေကြတော့မှပဲဆီယမာကျိုးနဲ့ရှင်းလောင်မင်းသမီးကျိုးကျိုးတို့ပါသူတို့ရဲ့အခန်းထဲကိုရောက်လာခဲ့ကြပြီးကျိုးကျိုးကအရေးကြီးလို့ပဲကိစ္စတစ်ခုကိုဆွေးနွေးနေတာကြောင့်ရောက်အောင်ချင်းမှာပဲအဆင့်မြင့်အတန်လုံးဝိညာဉ်ထင်းကိုဖွင့်လိုက်ပါတယ်။သူတို့တွေဆွေးနွေးကြမယ့်အကြောင်းအရာကတော့ရှီတန်းရံကိုဝိုင်းဝန်းတက်ခဲ့ကြမယ့်အစီအစဉ်မဲ့ဖြစ်ပြီးရှီလန်ကကျောင်းသားဒီကိစ္စမှာပါဝင်မယ်ဆိုရင်ရှီလန်ကကျောင်းနဲ့ဖုန်းအောင်သူတော်6ယောက်ပါဝင်စုစုပေါင်းဖုန်းအောင်သူတော်12ယောက်တောင်သူမတို့ဘက်မှာရှိနေမှဖြစ်တာမို့အောင်မီနိုင်ခြင်းများတဲ့အရေးတော်ပုံတစ်ခုဖြစ်နိုင်ကြောင်းကျိုးကျိုးကစော်ဩနေခဲ့ပြီးသူတို့ရဲ့အချမ်းစီကတော့နီလာတိုင်းပြည်ရဲ့အင်ရှိတဲ့ရှီတန်းရံသာတည်ဆုံးသွားခဲ့မယ်ဆိုရင်နီလာတိုင်းပြည်မှာအမွေဆက်ကန်သူကိစ္စနဲ့ခရက်ထားလာမယ်ဆိုတာအသေးချာပဲဖြစ်ပြီးဒီလိုနည်းနဲ့ပဲစင်မီမွေးခြင်းနေတဲ့နီလာတိုင်းပြည်တခက်ရက်သွားနိုင်မယ်လို့မင်းသမီးနှစ်ပါးမျှော်လင့်ထားခဲ့ကြတာပဲဖြစ်ပါတယ်။ရောက်ကလည်းသူမတို့နှစ်ယောက်ရဲ့စကားသွားလာကိုနားထောင်ပြီးချိန်မှာသူမတို့နှစ်ယောက်ကအစောကြီးကလေးကတိကျပလန်ချထားပြီးသားအစီအစဉ်တွေကိုသူတို့ထန်ခိုင်းတဲ့ရှီလန်ကကျောင်းကိုအတင်းဆွဲခေါ်နေရဆိုတာကိုသတိထားမိလိုက်ပါတယ်။ဂျမ်မာကျိုးကတော့သူမတို့လှုပ်ဆောင်မဲ့အစီအစဉ်ကလုံးဝကိုကြီးမားတာကြောင့်သူမတယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့မရတာမို့အကြီးကဲတွေကိုတင်ပြဖို့လူသေးကြောင်ပြောပြခဲ့ပြီးရောတို့ထန်ခိုင်းရလဲပင်လယ်နက်ပြနန်းဆောင်ခန်းမအကြီးကဲတွေနဲ့တီဆွေးနွေးပြီးမှဆုံးဖြတ်ချက်ချနိုင်မှဖြစ်တာကြောင့်သူတို့ဘက်ကိုနားလည်ပေးဖို့တောင်းဆိုခဲ့ပြီးပြန်ပွဲကြီးပြီးဆုံးသွားရင်ဆုံးဖြတ်ချက်ကိုပြောပြပြီးသွားမယ်ဆိုပြီးအကြောင်းပြန်ခဲ့ပါတယ်။ဒါနဲ့ပဲမင်းသမီးနှစ်ယောက်လည်းရောတို့စီကသတင်းကောင်းကိုစောင့်မျှော်နေမဲ့ဖေကြောင်ပြောကထွက်သွားခဲ့ကြပါတယ်။ခဏကြာမှတော့ဂျူးဂျိုတယောက်ပြန်ရောက်လာခဲ့ပြီးမာရှောင်တောင်းရဲ့အကြောင်းကိုရောတို့စီကိုမေးမြန်းနေခဲ့ပါတယ်။အကြောင်းရင်းကတော့နီလာတော်ဝင်းနန်းဆောင်ကိုဥဆောင်စောင့်ကြပေးနေတဲ့မြင့်မြတ်ဝိညာဉ်သခင်ခိုင်းကအဆောင်ချက်ခေါင်းဆောင်ပါ။မိတော်ဇာမနီသူတော်စင်မဆိုတဲ့ဂုံဘုတ်ကိုပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်။ရောတို့လည်းဂျိုးပြပြတဲ့မိတော်ဇာမနီသူတော်စင်ဟာမာရှောင်တောင်းမဖြစ်နေပဲဆိုတော့ခံမှန်းမိခဲ့ကြ။မာရှောင်တောင်းကမြင့်မြတ်ဝိညာဉ်သခင်ခိုင်းရဲ့ဖန်စီခေါ်ဆောင်သွားခြင်းကိုခံခဲ့ရတယ်ဆိုတာကိုသဘောပေါက်ခဲ့ကြပါတယ်။ရှီတန်ကလက်ရှိမှာနီလာတိုင်းပြည်ရဲ့အာဏာကုံကိုလက်ဝဲပိုင်ဆိုင်ထားသူဖြစ်တဲ့အပြင်နီလာတိုင်းပြည်အေဂရီရဲ့ကျမ်းမာရေးကလည်းနီလာညာလာဖြစ်နေခဲ့တာမို့ရှီတန်ကဘရင်နေရာကိုစက္ကန့်ရရှိခဲ့ပြီးဆိုရင်စစ်ပွဲတွေကိုဖန်တီးပြီးသူ့ရဲ့ကိုကျိုးလိုရင်ဆန္ဒတစ်ခုအတွက်ဒီလောကလုံးကိုဒုက္ခဆင်းရဲတုံးနဲ့ကိုအရောက်ပို့တော်မယ်ဆိုတာဟာမြေကြီးလက်ကမလွဲပဲဖြစ်တာမို့ရှီတန်ဆိုတဲ့ဂျိုးစိုးကြီးကိုသူတို့ရေဆိုင်ကြော်ပြရတော့မယ်ဆိုတဲ့အသီးစိတ်ဟာသူတို့အားလုံးရဲ့ရင်ထဲအသေးတွေကိုရောက်ရှိလာခဲ့ပါတယ်။တကယ်လို့ရှီတန်ရံကိုသာရှင်းလင်းပြလိုက်မယ်ဆိုရင်နီလာတိုင်းပြည်ရဲ့အာဏာရှိအတိုင်းဝိုင်းကြတဲ့မှာတေချာပေါက်ကြောက်ရဖြစ်သွားမှဖြစ်တဲ့အတွက်စစ်ပွဲကိုခဏတာရက်ဆိုင်နိုင်လောက်မှဖြစ်ပြီးတခြားသောတိုင်းပြည်ကြီးတွေအတွက်ပြည်စီချင်းတွေလည်းပုံမူရရှိလာမှာပဲဖြစ်ပါတယ်။ရောက်ကတော့ရှီတန်ရံနဲ့အနိကဆုံးခဲ့ဘူးတာမို့အာဏာရှိအနက်နေပြေးထန်ပြီးရက်ဆက်ပြတ်သားတဲ့အမှုချင်းတွေရင်ထဲအသေးထဲမှာပြည့်နေနေခဲ့တယ်ပြီးမင်းတဲ့ခမ်းမတကယ်ချင်းအောင်ချမ်းနဲ့မြင့်မြတ်ဝိညာဉ်တခင်အဖွဲ့အစည်းကိုသူ့ရဲ့လက်အောက်မှာထားထားနေတာကိုကြည့်အောင်နဲ့တယ်။ရှီတန်ကလောကကြီးကိုစောက်တိုးမိုးမြော်ပြအောင်လုပ်နိုင်ဖို့အတွက်အရေးကြီးရောစိတ်တဲ့ဘိုင်းမှာပြည်စုံနေတဲ့သူတူဖြစ်ကြောင်းသုံးသပ်ခဲ့ပါတယ်။ဒါကြောင့်မဲ့သူတို့တွေရှီတန်ရံကိုလှုပ်ကြမ်းမဲ့အစီအစဉ်ကိုပါဝင်ပူးပေါင်းသိမတင်စဉ်းစားရခက်နေခဲ့ကြပြီးဆရာမကျိုးကတော့ဒီကိစ္စကိုပင်လယ်နက်ပြနန်းဆောင်ခန်းမအကြီးကဲတွေနဲ့ဆွေးနွေးပြီးမှပဲသူတို့ကိုအကြောင်းပြန်နိုင်တော့ပဲဆိုပြီးပြောကထွက်သွားခဲ့ပါတယ်။သူမှထွက်မသွားခင်မှာနောက်နေ့မှရှီမြတ်ရမယ်မိစ္ဆာလက်စင်ဝိညာဉ်ဆရာတွေနဲ့ပွဲစဉ်မှာအတူကူးယူဆိုင်ပြီးရှီမြတ်ကြဖို့မှာကြားသွားခဲ့ပြီးအထူးသဖြင့်ပေးပေးအနေနဲ့ထိုင်ရကြောင်းကိုခမိုးရှုလို့ရမျိုးကိုမလုံးမိစေဖို့အတန်တန်မှာကြားသွားခဲ့ပါတယ်။နောက်နေ့မှာတော့ရှီလိုက်ကအသင်းဟာထန်လုံကိုင်းနဲ့ရှီမြတ်ကစားခဲ့ရပြီးအနိုင်ရတဲ့အသင်းဟာချန်ပီယံလူပွဲကြီးစီကိုတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ဆရာမကျိုးတို့ပြန်မကွန်းတဲ့ကိုဝင်ရောက်သွားခဲ့ကြတဲ့သူမရဲ့အသင်းသားတွေကိုကြည့်ရှီလိုက်ကအသင်းနဲ့ထန်ကိုင်းရဲ့အခွာကြားချက်ဟာတော်တော်လေးကိုကြီးမားနေတယ်ဆိုတာကိုသတိရမိသွားခဲ့ပြီးအကြောင်းရင်းကတော့ရှီလန်ကတဲ့ဝါချုံဟာတယောက်တည်းအင်အားနဲ့ဒီလိုအဆင့်ကိုရောက်လာတယ်လို့ပြောမယ်ဆိုရင်တော့လွန်ရမကြတဲ့အနေအထားဖြစ်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ထန်ခိုင်းကတော့တဦးချင်းစွဲရည်နဲ့ပဲဖြစ်ဖြစ်အဖွဲလိုက်ပူပေါင်းတက်ခိုက်မှုပဲဖြစ်ဖြစ်ဘယ်ဘက်ကမှဆိုပြည်စုံလုံးနဲ့အတင်းတင်းဖြစ်တာကြောင့်ဆမ်မာကျိုးရဲ့စိတ်ထဲမှာသူမရဲ့တပည့်ဟောင်းတွေအတွက်ကျင်းနဲ့အားရမိနေခဲ့တယ်လို့ကျောင်းကိုစားပြုပြီးအကောင်းဆုံးကြိုးစားရှိမြိုက်ပေးနေတဲ့ရှီလန်ကအသင်းသားတွေအတွက်လည်းကံကောင်းစေဖို့ဆူတောင်းပေးနေဖို့ပဲတတ်နိုင်ပါတော့တယ်။ရှီလန်ကကျောင်းတော်အတွက်ကတော့ထန်ခိုင်းဘိုးဆွဲသည်ဖြစ်စေရှီလန်ကအသင်းဘိုးဆွဲသားသည်ဖြစ်စေနှစ်သေးလုံးကကျောင်းသားတွေကရှီလန်ကကျောင်းကတပည့်တွေပဲဖြစ်တာမို့ဘလို့ရလက်မျိုးပဲထွက်ပေါ်လာပါသည်အားလုံးရဲ့စိတ်ထဲမှာရှီလန်ကနံပါတ်1ဆိုတဲ့ဂုဏ်ဘုတ်ဟာအမြဲတမ်းဆွဲထင်နေအောင်မှာပဲဖြစ်ပါတယ်ထိပ်သီးလေးတဲ့စည်ရင်ဝင်အသင်းတွေပြန်မကုန်းနဲ့ကိုဝင်ရောက်လာခဲ့ကြတာမို့ပေးတဲ့အားလုံးဟာတောင်းဝဖျားနဲ့ကြိုးစုခဲ့ကြပြီးအသင်းလိုက်ကိုစီပေးတဲ့တွေရဲ့အားပေးတဲ့တွေကိုလက်ခံရရှိခဲ့ကြပေမဲ့မြင့်မြတ်ဝိညာဉ်သခင်အဖွဲ့သားတွေကိုတော့အင်ရှင်နီလာပေးတဲ့တွေအပါဝင်ကွန်းနဲ့ရှိတဲ့ပေးတဲ့တွေအားလုံးဒီပါဝမ်းဝန်းရှုပ်ချပြစ်တည်နေခဲ့ကြပြီးအမောင်လန်းစင်ကိုကျင်းသုံးပြီးတလောကလုံးကိုဘေးဥပြဖြစ်စေနိုင်တဲ့မိစ္ဆာလန်းစင်ဝိညာဉ်ဆရာတွေကဘလို့ပဲသူတို့တိုင်းပြည်ကိုကိုစားပြုနေတဲ့အသင်းပင်ဖြစ်နေပါစီနီလာပေးတဲ့တွေရဲ့ပြစ်တင်ခဲ့ရမှုကိုသာခံနေခဲ့ရပါတယ်ရှီထက်ရတဲ့သူ့ရဲ့နိုင်ငံသားတွေကပါမြင့်မြတ်ဝိညာဉ်သခင်အသင်းကိုခါအာတီတီဖြစ်နေခဲ့ကြတာကြောင့်မိစ္ဆာလန်းစင်ဝိညာဉ်ဆရာတွေသာချန်ပီယံဖြစ်သွားခဲ့မယ်ဆိုရင်သူတို့နီလာတိုင်းပြည်ကတော့ဂုံသိက္ခာပိုင်းဆိုင်ရာအရန်ကိုနှိမ့်ဆင်းသွားနိုင်ကြောင်းသဘောပေါက်လိုက်ပြီးသူ့ရဲ့စိတ်ထဲမှာမြင့်မြတ်ဝိညာဉ်သခင်အဖွဲ့သားတွေရှုံးနေပါစေလို့ဆုတောင်းရတဲ့အထိပြည်သူတွေပြစ်တင်ခဲ့ရမှာကိုကြောက်ရွံ့နေခဲ့ရပါတယ်ပေတယောက်သူ့ရဲ့မလန်မကန်နာမှာရှိနေတဲ့ထိုင်ယာကိုလမ်းကြည့်လိုက်ထိုင်ယာတယောက်သူတို့အားလုံးကိုမေးသွားပြီးသူတို့နှစ်ယောက်
အခုလိုမျိုးတစ်ဖက်နဲ့တစ်ဖက်အပြေးနဲ့တိုက်ခိုက်ကြရတော့မှကိုတွေးမိရင်ရှင်ထဲမှာတောကမီးတွေတောက်လောင်နေခဲ့ပါတယ်ရှီသန်းရှီတွေကလည်းပေးကစိတ်အားရုံမပြတ်လို့မို့ဆရာမကျူးပြောသွားခဲ့တဲ့စကားတွေကိုအမှတ်ရဖို့အတန်တန်သတိပေးနေခဲ့ကြပြီးတော့ပေးကလည်းသူ့ရဲ့ပြန့်လွန်နေတဲ့စိတ်အားရုံတွေကိုအကောင်းဆုံးစုစည်းပြီးပြန်ပွဲကိုပဲလောလောဆယ်အနိုင်ရအောင်ကြိုးပမ်းမယ်ဆိုတဲ့အတွေးနဲ့စိတ်ကိုအစီအနစ်ပြင်ထားခဲ့ပါတယ်လူနဲ့ပထမဆုံးပွဲစဉ်အဖြစ်ရှီလန်ကေအသင်းနဲ့ထန်းလုံအသင်းတို့ရင်ဆိုင်ရှင်မြန်ကြရမှာဖြစ်ပြီးရှီတန်းရန်ကသူတို့နှစ်သင်းမှာဘယ်အသင်းကနောက်ဆင့်ကိုတန်လန်းသွားနိုင်မလဲဆိုပြီးဘီနာကကြည့်ကိုမေးမြန်းနေခဲ့ပါတယ်ကြည့်ကတော့နှစ်သင်းလုံးဟာတိုင်းတစ်ပါးကဝိညာဉ်ဆရာအသင်းတွေဖြစ်ကြတာကြောင့်သူမအနေနဲ့တေချာကားကားနာမသိတာမို့ဘယ်အသင်းကနိုင်ရသွားမလဲဆိုတာကိုအတက်မခံမနိုင်ပေမဲ့ထန်းလုံအသင်းကောင်းဆောင်နဲ့ရှီလန်ကေအသင်းကောင်းဆောင်တို့ဟာအစိမ့်မဲ့ငကားတိုင်းဝိညာဉ်တွေကိုပိုင်ဆိုင်ထားရတာကြောင့်သူတို့နှစ်ယောက်ရဲ့အင်အားကပဲကြံမွေရအဆုံးပြောက်ဖြစ်လာနိုင်ကြောင်းရှီတန်းရန်ကိုတင်ပြခဲ့ပြီးရှီတန်းကတော့ကြည်စီကအစိမ့်မဲ့ငကားတိုင်းဝိညာဉ်ဆိုတဲ့စကားကိုတိတ်ပြီးတော့ဘုံမကျတဲ့ပုံစံမျိုးနဲ့သူ့ရဲ့ငကားတိုင်းဝိညာဉ်ဖြစ်တဲ့ခရမ်းရောင်ကောင်းငင်တုတ်တင်ငကားတိုင်းဝိညာဉ်နဲ့ဝါချွန်ဝါနဲ့ရီထန်းလုံတို့ရဲ့ငကားတိုင်းဝိညာဉ်တွေပါဘယ်တိုင်းဝိညာဉ်ကအစွမ်းတဆုံးလဲဆိုပြီးမေးမြန်းလိုက်ပါတယ်ရှီတန်းရန်ပိုင်ဆိုင်ထားတဲ့ငကားတိုင်းဝိညာဉ်ကလည်းအရန်ကိုအစိမ့်မြင်ပြီးကျန်တဲ့တိုင်းဝိညာဉ်မျိုးဖြစ်ကနေမင်းကနေတိုက်ရိုက်မွေးဖွားလာတဲ့ငကားလိုတော့စွစမပြုတ်ခဲ့ကြတဲ့ငကားမျိုးပဲဖြစ်ပါတယ်ကြည်ကလည်းရှီတန်းရဲ့အချက်ကိုလိုက်ပြီးပြန်ပြေးလိုက်တဲ့ကြောင့်သူမရဲ့အပြေကိုသဘောကျသွားတဲ့ရှီတန်းရန်ကလည်းဖီးတွေဆွတ်တက်နေပြီးစိတ်ညစ်နေရတော့အနေငယ်ပျောက်သွားတဲ့လေတံနဲ့ပါရမီပြန်ပွဲကြီးဟာကြီးကျယ်ခမ်းနားပြီးဂုံတိတ်ကကြီးမားတဲ့ဆိုပေမဲ့ဒါပြန်ပွဲသက်သက်ပဲဖြစ်ပြီးစင်မော်ကသူတို့အတွက်အပြင်းပြေကြည့်စရာတစ်ခုတည်းမပိုတာမို့မိသားလက်စင်ဝင်းကျင်ဆရာတွေအနိုင်ရသွားသည်ဖြစ်သည်ဆန်ခိုင်းတဲ့ရှီလန်ကအသေးအနေထဲကတသေးသေးအနိုင်ရသွားသည်ဖြစ်သည်သူတို့ကတော့အတလောက်ကြီးအရေးပါအရာမရောက်တော့တဲ့ကိစ္စသာဖြစ်ကြောင်းမစားရတဲ့အသီးကိုချင်းနေဆိုကအရှက်ပြေတောင်းစီရည်မရရှောက်ပြောနေခဲ့ပါတယ်ရှီလန်ကအသင်းနဲ့ထန်းလုံအသင်းတို့စတင်ရှင်မြန်မှုလုပ်ကြချိန်မှာယူထန်းလုံဟာသူတို့နှစ်ယောက်ရဲ့တိုက်ပွဲရလဒ်နဲ့ပဲအနိုင်ရှုံးကိုသုံးပြမလားဆိုပြီးဝါချွန်ဝါကိုကန့်လန့်လိုက်ပါတယ်တကယ်လို့ဝါချွန်ဝါသာသူ့ကိုရှုံးနေခဲ့မယ်ဆိုရင်သူတို့ထန်းလုံကိုင်းသားပြီး3နှစ်တိတိနေရမယ်ဖြစ်ကြောင်းသူရှုံးနေခဲ့မယ်ဆိုရင်လည်းအလားတူပဲရှီလန်ကကျောင်းထဲကိုဝင်ရောက်ကသူမရဲ့ကိုရတော်အဖြစ်3နှစ်တိတိထမ်းဆောင်မယ်ဖြစ်ကြောင်းထပ်တိုးကန့်လန့်ချက်လုပ်ပါတယ်ဝါချွန်ဝါကတော့သူမတော်ရှီလန်ကကျောင်းဟာအကြီးချင်းနေပါတဲ့ကျောင်းသားတွေကိုလက်မခံနိုင်ဖို့ပထမကန့်လန့်ချက်ကိုလက်ခံနိုင်ပေမဲ့ထပ်တိုးကန့်လန့်ချက်ကိုညှင်းပယ်လို့ကြောင်းသူမကိုသူမယုံကြည်မှုရှိစွာနဲ့တေချာပေါက်အနိုင်ဆိုပြီးတွက်ကပြန်ပြောလိုက်ပါတယ်ဒီထက်လုံးတယောက်ဝါချွန်ဝါရဲ့စကားကိုကြားလာချိန်မှာအတော်လေးကိုအသေးပေါက်သွားခဲ့ပြီဒီလိုနဲ့စွမ်းအားကြီးပြီးအင်အားပြည့်ဝတဲ့အသင်းကောင်းဆောင်တွေကြောင့်ဇီမီပိုင်နဲ့အဆင့်ဒီတက်ရောက်လာနိုင်ခဲ့ကြတဲ့ထန်းလုံခိုင်းနဲ့ရှီလန်ကခိုင်းတို့ရဲ့ပွဲစဉ်ကိုပြည်သက်တွေအားလုံးစိတ်ဝင်စားနဲ့စောင့်ကြည့်နေခဲ့ကြပြီးပြန်ပွဲစတင်လိုက်ချိန်မှာပဲဝါချွန်ဝါနဲ့ရီထန်းလုံတို့အင်ပီအားပြေတိုက်ခိုက်ကြပါတယ်ငကားတန်ဝင်းကြီးတွေကိုပိုင်ဆိုင်ထားတဲ့သူတို့နှုတ်ရဲ့တိုက်ခိုက်မှုတွေဟာအတော်လေးကိုရင်သက်ရှုမောပဲကောင်းလောင်ကိုလှပနေခဲ့ပြီးပြည်သက်တွေရဲ့ရင်ထဲမှာတော့ဘယ်ငကားကနောက်ဆုံးမှအနိုင်ရသွားနိုင်မလဲဆိုတဲ့မေးခွန်းတွေအပြည့်ဖြစ်နေခဲ့ကြပါတယ်ဂျုံဝါတို့ကလည်းပြန်ပွဲကိုအားထည့်ပြီးအစွမ်းကိုရှင်ပြိုင်နေခဲ့ကြတာသူမတို့ရဲ့တိုက်ခိုက်အင်အားကြီးဝင်းကျင်ကိုစွန့်ရည်တွေနဲ့တယောက်ပေါ်တယောက်အသာရဖို့အစွမ်းကိုအားထုတ်ကြပါတယ်။စွမ်းအားချင်းအပြိုင်မှုမှာတည်ကြသွားပြီးတဲ့နောက်နှစ်ယောက်စလုံးလက်ပလာနဲ့တိုက်ခိုက်ကြဖို့လုပ်ခဲ့ကြပြီးလက်ပလာတိုက်ခိုက်မှုမှာရီထန်းလုံကအနှဲငယ်ပုံမှုအားကောင်းနေခဲ့ပါတယ်။ခြုံဝါကလည်းသူမအနေနဲ့အနှဲငယ်အရေးမသာဖြစ်လာချိန်မှာဦးရောင်းကောက်ကောက်ကြီးဝင်းကျင်လေးချက်ဝတ်ကိုထုတ်သုံးခဲ့ပြီးရီထန်းလုံကိုပြန်လည်ရင်ဆိုင်ပါတယ်။ဦးရောင်းကောက်ကောက်ကြီးဝင်းကျင်လေးချက်ဝတ်ကြောင့်ခြုံဝါရဲ့စွမ်းဆောင်ရည်တွေကအတီးတသာမြင့်တက်လာခဲ့ပြီးရီထန်းလုံကအသာစီးကနေပြန်လည်တိုက်ခိုက်လာနိုင်ခဲ့ပါတယ်။ရီထန်းလုံကလည်းသူလုံးဝရှုံးမဖြစ်ဘူးဆိုပြီးခံယူထားတာမို့ကျုံရဲ့ဖိနေမှုကနေပြန်လဲရုံးတာပြီးရှိသမျှဆွမ်းအားအကုန်ထုတ်ကဝန်လုံးပါတယ်။ဒါပေမဲ့လည်းသူဘလောက်ပဲအားကုန်ထုတ်ပြီးတိုက်ခဲ့ပါစေကိုဦးရောင်းကောက်ကောက်ချင်းဝင်းကြီးလေးချုပ်ကိုဝစ်စင်ထားတဲ့ကျုံရဲ့ပြိုင်မမဖြစ်နိုင်ခဲ့တော့ပဲကျုံဟာတယောက်သူ့ကိုအလွယ်တကူပဲအဆုံးသက်ပေးလိုက်ပါတယ်။ဆိုလန်တူဘီကအပိုင်း63ကတော့ဒီလောက်ပါပဲခင်ဗျာ။အားလုံးပဲမင်္ဂလာရှိသောနေ့ကလေးကိုပိုင်ဆိုင်နိုင်ပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။